နေရပဲဖြစ်ပါတယ်ရှင်ကေဇီတို့တာမဲဆိုင်ရာလမ်းမကြီးဘက်ကသွားလို့ရရဲဆိုပေမဲ့လူတွေရောကားရောရှုပ်နေအောင်မလို့အေးစစ်စစ်ဖြစ်တဲ့အနောက်ဖက်လမ်းလေးကနေပဲသွားဖြစ်ခဲ့ပါတယ်ရှင်အပြန်နှစ်ခုလုံးလမ်းလျှောက်ပြီးတော့ပြန်သွားဖြစ်ခဲ့တာပါဒါကတော့ဆိုင်နာရောက်ခံနေပြီပေါ့နော်ဒါပေမဲ့လည်းနည်းနည်းလေးတော့ဝေးနေသေးပါတယ်ဒါကတော့ကြည့်စို့လက်ရန်စီအတွင်းဘက်ကနေရောက်ဖြစ်ခဲ့ပါသေးရဲ့ဟိုင်းနေကပြောရမယ်ဆိုရင်ကြည့်စို့လက်ရန်စီကိုသွားတာပေါ့နော်ဒါပေမဲ့လက်ရန်စီကအဲ့ဒီကဥပုံနေဆိုတော့ပိတ်ပါတယ်မချင်မက်ပဲနဲ့ပိတ်သွားတာပေါ့နော်အဲ့ဒါနဲ့ပဲဆိုင်မဲသွားဖြစ်ခဲ့လိုက်ပါတယ်ဒါကတော့ KC ကိုနောက်10မိနစ်လောက်နေရောက်တော့မှာပဲဖြစ်ပါတယ်ရှင်။ KC ကိုစတော့စိုက်ကားနဲ့သွားမယ်ဆိုပြီးတော့စိုက်ကရှိမဲ့နေရာကိုလမ်းလျှောက်ရင်းနဲ့ဆိုင်ကိုလမ်းလျှောက်ပြီးတော့ပဲတော့ဖြစ်ခဲ့ရပါရှင်။လေးရတော့ KC လေးတေချာလမ်းမညွန်တက်တာမို့လို့တက်တော့မှာ challenge တီးဆိုပြီးတော့ရိုက်ရှာလိုက်ပြီးတော့သူတို့ရဲ့ဆိုင်လိပ်စာလေးကိုတက်ကြည့်နိုင်ပါတယ်ရှင်ဆိုင်လေးကိုရောက်သွားပြီပဲဖြစ်ပါတယ်ဟိုဘက်မှာဆိုင်ပုတ်လေးနဲ့ challenge တီးဆိုပြီးတော့ပေါ့နော်အဲ့ဆိုင်လေးကိုအရင်ကတည်းကလာခြင်းနေရဆိုပေမဲ့မအားဖြစ်သေးအောင်မို့လို့ crack ကနေပဲအများကြီးမှားစားခဲ့ရပါဒါပေမဲ့အခုတော့ရောက်ပြီပေါ့နော်ဒါကတော့ KC ဆိုင်အတွင်းထဲမှာထိုင်နေပြီပဲဖြစ်ပါတယ်ဆိုင် decoration လေးက KC ရဲကြိုက်တဲ့အပြာရောင်လေးပေါ့နော်လုံးဝအရန်လှပါတယ်ရှင်ဆိုင်လေးကတသေးလေးဆိုပေမဲ့အဲ့မှာရတဲ့အစားအစာလေးကရအောင်ကောင်းတယ်ပေါ့နော်ဒါကတော့ KC တို့မှာထားတဲ့ဟာလေးကိုစောင့်နေရပဲဖြစ်ပါတယ်ဒါကတော့ဆိုင်မှာရတဲ့မီနူလေးပဲဖြစ်ပါတယ်ရှင်စားအဲ့ဒါကတော့ရိုက်နေနေဝါနေလို့ပေါ့နော်အစားအနေဆုံးပြန်ပြီးတော့ရိုက်တာပါကဲ KC မှာထားတဲ့ဟာလေးရောက်ပါပြီဒါလေးကတော့နာမည်လေးကတော့ Mickey Corn လို့ခေါ်ရပေါ့နော်။နိုးနဲ့ပြောင်းမှုနဲ့လောက်ထားတာပါကောင်းပါရဲ့။ပြီးတော့ဒါလေးကတော့ cheesecake matcha milk လေးပါဘာလုံးနဲ့ပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ် KC တောက်ချင်တာလေးနဲ့စားချင်တာလေးစားရပြီဆိုတော့ပျော်သွားပါပြီ။ KC တို့အနောက်မှာစင်ကေဟာလည်းသွားဖြစ်လိုက်ပါသေးရဲ့။ဒါပေမဲ့ KC မရိုက်လိုက်ရပါဘူး။အဲ့တော့ဒီလောက်ပဲရှိပါရဲ့ရှင်။အဲ့ရောနောက်ထပ် vlog တွေမှာပြန်တွေ့ကြပါမယ်ရှင်။အားလုံးပဲ bye bye love you all